ရွှေတကုန်းကုန်းတော်ဘောကတောင်တောင်မြေတံခေါင်းလောင်းအတန်နာပြောဝဲအကြောင်းလေးတစ်ခုပေါ့သာရုသာရုသာရုခေါ်ရင်အမတ်မတင်လေးလာကြည့်တော့ယောဂီယောင်ဝစ်စုံလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြူသမျှတွေအမျှဝေနေဟန်အေးစိတ်တည်ငြိမ်သူရုပ်ဟန်လေးစားမိတဲ့အေးကြီးမရဲ့သာရုသာရုအတန်တန်ရွှေတကုန်းဖျားဘောကတောင်တောင်မြည်တံခေါင်းလောင်းအတန်